ပြောစီတဲ့ချိန်ကြီးလွမ်းကမင်္ဂလာယူနှက်ပုံနဲ့နဲ့ညီတမျှလုံးအသွင်မတူမိအောင်ဆုံးမတဲ့ကြီးနဲ့ဝင့်ထဲစွာခန္ဓာလုံးနဲ့ဒီလိုအလုံးဒီလိုအလုံးတရွာလုံးတစ်နေ့လုံးပျော်ရွှင်မဆုံးမိုးလုံးတိတ်နေချိန်ကြီးညံစုအောင်ဝဲခံယူအမြောင်းဝါဟီလိုအော်ချာတမှုတင်စားခေါ်ယူအလူရကြီးစေတနာတရာကဖြူအလူမကြီးစေတနာတရာကဖြူလာလာသမျှမိတ်ဆွေအပေါင်းကိုခေါ်၍ပြုံးလေးနဲ့စီကျူကတမှုမင်္ဂလာယူမင်္ဂလာယူဒီနေ့တော့မှာတကယ်ကိုစံမှုအားချစရာအလူပါရမီမျိုးစေ့စိုက်ပျိုးချတဲ့အလူပြောစီတဲ့ချိန်ကြီးလွမ်းကမင်္ဂလာယူနှက်ပုံနဲ့နဲ့ညီတမျှလုံးအသွင်မတူမိအောင်ဆုံးမတဲ့ကြီးနဲ့ဝင့်ထဲစွာခန္ဓာလုံးနဲ့ဒီလိုအလုံးဒီလိုအလုံးတရွာလုံးတစ်နေ့လုံးပျော်ရွှင်မဆုံးမိုးလုံးတိတ်နေချိန်ကြီးညံစုအောင်ဝဲခံယူဖြူတဲ့မဟာအလူတရာဖြူတဲ့မဟာအလူအမြောင်းဝါဟီလိုအော်ချာတမှုတင်စားခေါ်ယူအလူတကကြီးစေတနာတရာကဖြူအလူမကြီးစေတနာတရာကဖြူလာလာသမျှမိတ်ဆွေအပေါင်းကိုခေါ်၍ပြုံးလေးနဲ့စီကျူကတမှုမင်္ဂလာယူမင်္ဂလာယူဒီနေ့တော့မှာတကယ်ကိုစံမှုအားချစရာအလူ
ခင်ဖို့ရဒိဋ္ဌံကဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာကောင်းစုပြုတဲ့ပြည်နိဗ္ဗာန်မဖို့ရတော့ရပါစေသာတန်မြာဝတ်တွင်မှလွတ်ကင်းဖို့ရဒိဋ္ဌံကဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာတောင်းစပြုရဲ့ပြည်နိဗ္ဗာန်မဖို့ရတော့ရပါစေသာမဟာပထဝီမြေကြီးတတ်တည်ဖြစ်ပါစေသာဤသူလူရသောကုသိုလ်ကောင်းမှုစုစုတို့သည်နတ်လူသားတို့သုံးချိန်ခေါ်စေသာဤသို့ပြုရာကုသလဒါနဟုသမျှမဟာပထဝီမြေကြီးတတ်တည်ဖြစ်ပါစေသာဤသို့လူရသောကုသိုလ်ကောင်းမှုစုစုတို့သည်နတ်လူသားတို့သုံးချိန်ခေါ်စေသာလူနတ်မြမချမ်းသာဟုသမျှတောင်းတလူခြင်းမဟုတ်ပါနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတန်မြာဆိုသောဝေဩကမလူကင်ရမတန်နိဒုက္ခနိဗ္ဗာန်ရွှေပြည်ရောက်ရစေသာလူနတ်မြမချမ်းသာဟုသမျှတောင်းတလူခြင်းမဟုတ်ပါနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတန်မြာဆိုသောဝေဩကမလူကင်ရမတန်နိဒုက္ခနိဗ္ဗာန်ရွှေပြည်ရောက်ရစေသာနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတန်မြာတွေကလွတ်စေသာနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတန်မြာတွေကလွတ်စေသာ
နိဗ္ဗာန်ထောက်ပံ့ဖြစ်စေတာ တန်မြာတွေကလွတ်စေတာ နိဗ္ဗာန်ထောက်ပံ့ဖြစ်စေတာ တန်မြာတွေကလွတ်စေတာ နိဗ္ဗာန်ထောက်ပံ့ဖြစ်စေတာ ရွာလေးကအလူရွာလေးကအလူနဲ့လူပြမတစုတာရူခေါ်မင်္ဂလာပြောတန်ရာဝိတွင်ငါတန်ရာဝိတွင်ငါလူကြီးယာအမေရီတန်တမှုအာယုပြု၍စုတောင်းကြပြည်နေဗန်လူတကာကြီးရဲ့မင်္ဂလာပြောတဲ့လူတကာကြီးရဲ့မင်္ဂလာပြောတဲ့အလူမကြီးရဲ့မင်္ဂလာပြောတဲ့အလူမကြီးရဲ့မင်္ဂလာပြောတဲ့ချက်တည်းမင်္ဂလာရှိလိုက်ပုံကချက်တည်းမင်္ဂလာရှိလိုက်ပုံကချက်တည်းမင်္ဂလာရှိလိုက်ပုံကပြောတဲ့
ပြီးနာဝနာပဲကာလမလည်း၌ရွာနေတံကဘုဇံတိုက်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်နိုင်ကြပါစေအဟံဗန္တိဒုတိယံမိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံမိဓမ္မံတရဏံကိစ္ဆာမိဒုတိယံမိသံဃံတရဏံကိစ္ဆာမိတတိယံမိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံမိဓမ္မံတရဏံကိစ္ဆာမိတတိယံမိသံဃံတရဏံကိစ္ဆာမိဒါနမပါတန္တရာဥစ္စာပစ္စည်းမွယ်ဒါနောသောဇာတုရောဇာမဂိသောဇာတလဟုကဟုတိတဏိတရိယောဇာတိဘောဇာအဘာဂဘောကုလိသောနန္ဒုဂိတောနာသဂုဏမာသရိကေစီနာဝိညုပရိဥပဝရိယောသူကိနဝကိမိနောနုသဗ္ဗတတဘောနုသူကိတတ္တာသူကိဘောနုတေ
နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအလူမတဒုက္ခထတဲ့တရားတော်ရဲ့နာမည်ဟာမိမိတို့သဘောပေါက်အောင်ပြောပြရရင်မလူတတ်ရင်ဒုက္ခရောက်တယ်နော်။ပါလေတော့မလူတတ်ရင်ဒုက္ခရောက်တယ်တဲ့။အဲဒီတော့ဗမိဇမင်္ဂလာပွဲကြီးမှာဝေကုံကြီးကြရဲ့မြင်အများကြီးအကုန်ကြခံပြီးတော့ဒီနေ့လောက်ခဲ့တဲ့ပုဒ်သူပွဲမှာမလူတဲ့ရင်တဲတဲ့ရေသွန်းသလိုဖြစ်တယ်နော်တီးခံထားရတယ်နော်ဘာလို့ရမှာတော့တီးခံထားရတယ်အဲ့ဒါလို့တီးခံနိုင်တဲ့တော့မိမိတို့ကကုသိုလ်ရနေမှာပဲဘာရမှာတော့ကုသိုလ်ရနေပဲတဲ့မိမိတို့လုပ်ခဲ့တဲ့ကုသိုလ်ဝဲကြီးကိုအလူပြီးသွားပြီမယ်လို့ပြန်တွေးလိုက်တိုင်းတာရုခေါ်နေရင်လည်းကုသိုလ်တိုးနေတာပဲနော်ဘာတိုးနေတော့အလူဝဲကြီးကတော့ပြီးသွားပြီလွန်ခဲ့တဲ့3-4နှစ်လောက်ကပြီးသွားပြီဒါပေမဲ့လို့အဲ့ဒီလွန်ခဲ့တဲ့3-4နှစ်လောက်ကပြီးသွားတဲ့အလူဝဲကြီးကိုပြန်တွေးပြီးတော့ကုသိုလ်စိတ်ကြီးပေါ်ပြီးတော့တာရုထပ်ခေါ်မယ်ဆိုရင်လည်းဘာဖြစ်နေတော့ကုသိုလ်တွေကတိုးနေအောင်ပါပဲနော်ဘာတွေတိုးနေအောင်ပါတော့အဲ့ဒီကုသိုလ်တွေကပတ်စံကုန်နေလားမကုန်မဲနဲ့ရတဲ့ကုသိုလ်တွေနော်ဒါပေမဲ့လို့ယောနိတော်မနတိကာရနှလုံးသွင်းမှန်ဖို့တော့လိုတယ်ဘာလို့လဲငါတို့တော့လွန်ခဲ့တဲ့3-4နှစ်လောက်ကကုသိုလ်တပိစ္ဆမင်္ဂလာပွဲကြီးလုပ်ခဲ့တယ်ဘယ်လောက်ဒီကုန်သွားတယ်ငါတို့ထင်ထားတာတဲ့အများကြီးကုန်သွားတယ်ဖိတ်ထားတဲ့ပရိသတ်တွေကလည်းဟိုယူဒီယူဟိုထုတ်ဒီထုတ်အဲ့လိုတွေဖြစ်နေမယ်ဆိုလို့ရှိရင်အိတ်တမစ္စရိယတွေပွားများနေမယ်ဆိုလို့ရှိရင်ကုသိုလ်တိုးလားအကုသိုလ်ရလားအကုသိုလ်ရနေမှာပဲเนาะအဲ့တော့အိုက်စိတ်တွေလည်းမထားရဘူးထားတယ်လားမထားတယ်ဘူးเนาะထားကောင်းတဲ့အရာမဟုတ်ဘူးမိမိတို့ကဘာလုပ်တာတော့အလူလုပ်တာကုသိုလ်လုပ်တာเนาะအဲ့ဒီကုသိုလ်ရဲ့နောက်မှာဒါနရဲ့နောက်မှာဘာပါရမှာတော့အဲ့ဒီတရားကရေပေါ်စီကောက်ရိုးပြီးတော့မဖြစ်စေနဲ့เนาะဘာမဖြစ်စေနဲ့တော့စစ်မှန်တဲ့တရားဖြူစင်တဲ့တရားဖြစ်ဖို့လိုတယ်မလိုဘူးလားလို့လားဓမ္မကလည်းရှားထားတဲ့ပုဂ္ဂိုလ်တွေတင်နေတမ်းနဲ့သာသမီရာရှားထားတယ်ကိုယ့်ရဲ့ပတ်စံတွေရောက်လာတော့အလားတူကုသိုလ်တော့လုပ်တယ်တရားမပါဘူးဆိုလို့ရှိရင်ရှားထားတဲ့ပုဂ္ဂိုလ်တွေလည်းဘာဖြစ်သွားလဲအကျိုးမရှိဘူးသုံးတဲ့ပုဂ္ဂိုလ်လည်းပတ်စံကုန်တာပဲရှိတယ်နော်အတူလုပ်ပြီးတော့အရှုံးတင်တဲ့ပွဲမဖြစ်စေနဲ့နော်စိတ်နဲ့တာလို့ခေါ်ရတယ်နော်အဲ့တော့ဒီလမ်းထားမှုတွေကရောစိတ်ကောင်းစီရတော့တဲ့ဥပ္ပောဝိယသူဒီရဲ့ဒီနာမှုတော့ဒီဖြစ်တော့ဆေးဘုံပုံစံဒီရောနဲ့ဒီလိုဘုရားဘုရားပြသူရန်တွေက10သိန်းကျက်တယ်နော်10သိန်းကျက်တော့10သိန်းကျက်တဲ့ဓမ္မဘုရားပြသူရန်တွေက10သိန်းကျက်10သိန်းကျက်တော့10သိန်းကျက်တဲ့သိဏ္ဍာအ50တပါးကို10သိန်းကျက်ဒီတန်ခါဘုရားသူရန်တွေကအိမ်50ရွာစီကောင်းဆရာရွာစီကောင်းအတွင်းမှာဆောင်းလို့တဲ့ဖြစ်တော့ကျောင်းဆောင်ရဲ့တခန်းသာ9သိန်းကျပ်ကိုလည်းပြုလန်းနေတဲ့ဝိဟာရဒါနနော်ဘာဒါနတော့ဝိဟာရဒါနတိခါတဲ့ဆရာတော်တိခါတတ်တဲ့ဆရာတော်အရှင်ဘုရားကိုတော့ဘယ်လောက်နေလဲတော့အဲ့ဒါတော့မကြည့်ရင်ပညာလာလို့မှာလို့ပညာအောင်မှာ10သိန်းကျပ်တယ်နော်တန်ပြီးပါပဲရဟန်းကအရှင်ဖြစ်သောအရှင်ဓမ္မိကနဝကမ္မဝိသုငွေရ2သိန်းကျပ်နော်ဒါကတော့ပုဂ္ဂလပူဇာတရားဒီကောင်းဆရာတော်ဥပ္ပောကနာနဝကမ္မဝိသုငွေရ
သိန်းကျပ်အလူဘကစေတာမီပြုကြတော့ကိုရင်ငါးပါးတပါးနေရင်3000ကျပ်စုစုပေါင်း3သိန်းခွဲနော်အလူဘကတိကဆင်ပြုကြတဲ့ဆရာလေး3ပါးတပါးနေရင်300တလုံးပို့လိုက်တပါးနေနဲ့1000ခွဲကျပ်စီပြုကြတယ်မာဇီကနာဟိတာမာတိကဆရာလေး2ပါးတပါးနေရင်1000လုံးကျပ်စုစုပေါင်း9000ကျပ်ဒီကုသိုလ်တွေကိုအကြောင်းပြုပြီးတော့မိမိတို့ကျေးဇူးရှိတဲ့ဘာသာပြောင်းဆိုကြတဲ့ဘုရားအဖိုးတွေအဖွားတွေအဖေအမေတွေကိုကျေးဇူးဆက်တဲ့ပွဲတွေဆိုတော့မဟုတ်နော်မှားလားဒီလိုပုံကိုဆိုရင်ကျိုးလို့တဲ့တာသမီးကြီးကပြောနေတာရှိရနော်မရှိလားရှိလားမတွေ့ရမယ်သဗ္ဗအိစ္ဆာမင်္ဂလာဟုမေခာတာရရစီသောယနေ့ယခုပြုပြုသမျှယဘာကကြောင့်မိဘဆရာယုဒ္ဓဟာနိကိုမာဆောင်ကျက်ကိုဆောင်နကအရင်စ၍ရှိသမျှလုံးစုံ30ဖြစ်သမျှဝိနိယတို့ညာညာပါစေကိငါဝေတိညာဝေသာတု
စီရင်စိတ်ကိုပြေးပြေးစင်းတဲ့မမြတ်တော်တရားမာနဘဝရတော်မဝေးဖဲချင်တဲ့မမြတ်တော်တရားဓမ္မဒေသနာကြားနာပါဘာသာတရားကနှလုံးသားခွေရှာကိုခန္ဓာဖြေရှာစေတော့ကိုခြင်းတရားမြတ်တရားနာယုမတော်ပါဒုက္ခသစ္စာမြင်မှုရာယုံနာနှစ်ပါးဖြစ်ပြများကိုမလွယ်မရဲခွဲကြသည်ကိုပါကိုခြင်းသိခါဆောင်ထိန်မှာဒါနပြုလာလူရမ်းမှာအတိမန်တရားကျင့်ကြံပွားလို့ဝိပဿနာတရားနှစ်သာရှုပွားမြတ်တရားနာယုမတော်ပါဒုက္ခသစ္စာမြင်မှုရာယုံနာနှစ်ပါးဖြစ်ပြများကိုအလွယ်မှာပဲခွဲကြသည်ကိုပါကိုခြင်းသိခါဆောင်ထိန်မှာဒါနပြုလာလူရမ်းမှာအတိမန်တရားကျင့်ကြံပွားလို့ဝိပဿနာတရားနှစ်သာရှုပွားပါမြတ်ဒေသနာမြတ်သာသနာ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 
ဘုရားရှင်ကိုဘလောက်နဲ့ကြီးညို
ကြီးညိုပါစေတော့ဘုရားဟောတဲ့တရားတော်တွေကိုမလေးစားဘူးမလိုက်တာဘူးမကြင်ဘူးသဘောမပေါဘူးဆိုရင်ဘုရားရှင်ကရှိတူမှာမဟုတ်ဘုရားရှင်ဘုရားဟောတဲ့တရားတွေကိုလေးစားတယ်လိုက်နာတယ်ကျင့်သုံးတယ်သဘောပေါက်တယ်အဲ့ဒီပုဂ္ဂိုလ်သားလည်းဘုရားကိုဘာလို့ကြီးညိုရာရောက်တယ်မိမိတို့ဒီဘာဘာသာဝင်လဲဆိုရင်ဘုရားဘာသာပေတတ်ကိုလည်းဘာသာလို့ရင်ဘုရားဘာသာဘုရားဘာသာဝင်ဆိုဒီမှာမြတ်စွာဘုရားကြီးဟောကြားတော်မူသောတရားတော်များကိုယုံကြည်လေးစားလိုက်တာကိုဆိုလို့လေအကယ်၍ကိုကမေရောမသိမလေးလေးစားမလိုက်တာကိုဆိုလို့ရှိရင်ဒါအမိခံတဲ့မေယုမလားဘုရားမှာနော်ဒါကြောင့်မလို့မသိမမြတ်စင်မပြေဖြစ်ခြင်းကိုဘေးအန္တရာယ်လို့မြင်ပြီးတော့ကြောင်းတဲ့တရားသိမြတ်တယ်ညီညွတ်ညွတ်ဖြစ်နေတာကိုအန္တရာယ်ကင်းတယ်လို့မြင်ပြီးတော့ညီညွတ်ညွတ်နေကြမိတ်ဆွေစိတ်တွေထားကြဆိုပြီးတော့မြတ်စွာဘုရားရှင်ကဝိဝါဒမူလသုတ်တံမှာဟောကြားခဲ့လို့လားဟောကြားခဲ့တယ်အဲ့ဒီဝိဝါဒမူလတရားနဲ့တရားအစဉ်အပြေမသိမမြတ်ဖြစ်ခြင်းရဲ့မူလအကြောင်းရင်းဒီ6ပါးဆိုပြီးတော့ဟောခဲ့တယ်ဘယ်နှပါးလဲတော့6ပါးနော်တစုရေလို့6ပါးပေါ့နော်အားလုံးပြောမယ်ဆိုတော့12မျိုးရှိတာပေါ့နော်အဲ့တော့နံပါတ်1ကဘာလဲဆိုလို့ရှိရင်ကောဒနောဟောတိဥပနာယီကောဒနော်ဥပနာဟာပါဠိလိုရတယ်ကောဒအမျက်ထွက်တာနော်ဒီကလေးဆိုရင်စိတ်လိုပဲစဉ်းစားဆင်ခြင်တာကရှေ့ဥကမလားနော်ဒေါသဖြစ်လိုက်တယ်ဒေါသဖြစ်ပြီဆိုတော့ကောဒောအထံနာဇာနာတိဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ဒီအကျိုးကြောင့်ကိုမသိဘူးမစင်စားတော့ဘူးမစင်ကြင်တော့ဘူးဒီတော့မပြောတဲ့သားတွေကိုပြောမယ်မလုပ်တဲ့သားတွေကိုလုပ်မယ်ဆိုရင်အဲ့ဒီအဖွဲ့အစည်းသိဉာဏ်နေမအောင်မလားမသိဉာဏ်တဲ့ကောဒထင်တယ်ဆိုစိတ်ယူရတဲ့စဉ်းစားဆင်ခြင်တာဆင်ခြင်ဉာဏ်ကရှိဘူးမှာမလားဘူးအဲ့ဒီကောဒဒီလေအဖွဲ့အစည်းနော်မိသားစုအတင်းမညီညွတ်ခြင်းရဲ့အကြောင်းတစ်ခုဆိုပြီးတော့မြတ်စွာဘုရားရှင်ကဟောကြားခဲ့တယ်။နောက်တစ်ခုကျတော့ကောဒကိုကျော်သွားပြီးဥပနာဟရန်ယူထားတာစိတ်တို့တယ်ဆိုတာကစိတ်တို့တရားကြုံနေစိတ်တို့တယ်ပြီးရင်မေ့သွားတယ်။တချို့ကြောင့်မဟုတ်ဘူးအဲ့ဒီစင်မပြေနော်မကြင်မနဲ့ဖြစ်တာလေးကိုရင်ထဲမှာမလုပ်တော့တိတ်ထားတယ်အညိုးထားတယ်တနေ့နေ့ဒီဝိဝိတော့တွေ့မယ်မှာကြောင့်သိစရာထင်ပွင့်မကြုံရေခန့်ကြုံနဲ့စသဖြင့်ရန်ကျိုးဖွဲ့တာကိုဥပနာဟလို့ခေါ်တယ်စိတ်လိုတတ်တဲ့ရန်ကျိုးဖွဲ့နော်အဲဒီဘုရားဘာသာလူမျိုးတွေကအဲ့လိုရန်ကျိုးဖွဲ့တဲ့အကျင့်တွေရှိတယ်တဲ့တချို့ဆိုလို့ရှိရင်နော်ကျမ်းတွေမှာရွာတွေမှာပြောတာရှိတယ်ဒီကောင်တွေ့မယ်ရွာဖျားဝဲကြဒေါသကိုတိတ်ထားတာနော်ချက်ချင်းမတူသေးဘူးဒေါသဆိုတာကတိတ်ထားတဲ့အရာမျိုးနော်ငါတို့ရွာဖျားဝဲကြတွေ့မယ်ရွာဖျားဝဲကြတကယ်ချောင်းရိုက်နော်အဲ့လိုဒေါသဆိုတာကတိတ်ထားရမှာလားခြေပြက်ပြရမှာလားခြေပြက်ပြရမက္ခဆိုတာကကျေးဇူးတရားကိုခြေဖြတ်တာကျေးဇူးမတင်နိုင်တာကျေးဇူးတွေရှိနေတာတည်တယ်ကျေးဇူးမတင်နိုင်ဒီလိုပုဂ္ဂိုလ်ကမရှိဘူးလားရှိတယ်ကိုယ်ကောင်းနေတာတည်တယ်သို့တော်လည်းအဲ့ဒီကောင်းနေတာကိုပဲကျေးဇူးမတင်နိုင်ဘူးအဲ့ဒီကောင်းနေတာကိုပဲတာဝန်ရှိလို့ပဲကောင်းနေရတာလို့နော်အကျွေးပဲဆက်နေရတာလို့ကိုကကောင်းနေရတယ်ကျေးဇူးတင်တဲ့ပုဂ္ဂိုလ်မရှိဘူးလားဒီလိုမလုပ်ပါဘူးလေကျေးဇူးပေးတတ်ရမယ်နော်အဲ့တော့မြတ်စွာဘုရားရှင်ကကျေးဇူးတရားနဲ့ပတ်သက်ပြီးတော့ဟလာတင့်ပင်အောက်မှာအရေးခုမှုရင်တောင်မှအရေးရင်အခက်ချိုးချိုးမလုပ်နဲ့တင့်ပင်ရဲ့ကျေးဇူးတော်သိရအောင်မယ်နော်တက်ရှိမပြောနဲ့တင့်မဲ့တော်ကျေးဇူးသိလိုက်ရတယ်ဘုဒ္ဓဘုံပြန်လုပ်တယ်ဆိုတာကနော်လူဆိုတာကတယောက်နဲ့မတူဘူးကိုယ်တက်သားလဲဆိုရင်အဲ့ဒီအချင်းကိုအသိမှန်ပြုရတယ်ဂုံတုဂုံပြန်လုပ်တယ်ဆိုတာကအတူတူပဲသူကငါတန်းတူပဲသူလဲလို့ငါလဲအတူတူပဲဆိုပြီးတော့ရှေ့တော့ကအင်တူပြုတယ်လို့ခေါ်တာနော်အဲ့တော့လူတရားမိကိုယ်တက်အသက်အပြင်နဲ့ကြီးကြီးမယ်ပညာအပြင်နဲ့ကြီးကြီးမယ်တခါတလေမှာကိုယ်တက်ပြီးဆိုင်ရတာမျိုးလည်းရှိတယ်အဲ့လိုကိုယ်တက်ဘုံအေးချင်းတာတယ်ဆိုလို့ရှိရင်တာတယ်လို့တပည့်သားအေးချင်းကိုအသိမှန်ပြုတာအသိမှန်မပြုဘူးသူနဲ့ကဘာထူးသေးလဲကွာအတူတူပဲကွာဘယ်သူမှဘုံမထားဘူးဒီစိတ်တွေရှိနေမယ်ဆိုရင်ဒီအဖွဲ့အစည်းဒီမိသားစုဒီမသိမမြတ်ဖြစ်တတ်တယ်ဒါကြောင့်မလို့ကျေးဇူးတရားခြေဖြစ်တာလေဟုတ်လားတပည့်သားရဲ့ဘုံအေးချင်းကိုအသိမှန်မပြုနိုင်တာတွေကိုလည်းဖယ်ရှားပြရမယ်နံပါတ်1အချက်နော်နံပါတ်3ကြတော့အိတုဒီဟောဒီမစ္စရိအိတာမစ္စရိယဆိုပြီးအလုံး
မကြောက်ဘူးလားကြောက်ဘူးလေနော်အဲ့ဒါဆိုတာကလူသမားကြီးွားတာကိုမနာဘူးလားအချောင်းအောက်ကိုဝင်ယူတာတပည့်လူကနေပြီးတော့ကျိုးစားလို့ကြီးွားသွားတယ်အောင်မြင်သွားတယ်နေထိုင်မကြည့်တတ်ဘူးဒီလိုပုံစံတွေကမရှိဘူးလားဒီလိုစိတ်ထားတွေကကိုယ်မှမရှိဘူးလားရှိတယ်ခုကသူကျိုးစားလို့အစဉ်ပြေသွားတာဒါအချောင်းအောက်ကိုဝင်ယူတယ်နော်နောက်တစ်ခုမစ္စရိယကျတော့ကောင်းတာတွေကိုကိုယ်ပဲလိုချင်တာကိုကြီးွားတယ်လို့သူများကိုမကြီးွားစေချင်ဘူးကိုအောင်မြင်တယ်လို့သူများကိုမအောင်မြင်စေချင်ဘူးဒါကိုမစ္စရိယလို့ခေါ်တယ်နော်အဲ့တော့အဲ့ဒီစိတ်တွေဖြစ်ပြီဆိုတော့ရင်ထဲမှာပူလောင်လာအင်းချလားပူလောင်တယ်ဒေါသလားအဆိုးမဲ့ကိုဥတည်လို့ဒီတိုင်းရက်နေပြီနော်အဲ့ဒါမစ္စရိယတွေမနာလိုတာတွေဝေဒနာတွေပြင်းထန်လာပြီဆိုရင်မဟုတ်တာတွေလည်းတော့သူများကြီးွားလိုက်လိုက်ဖြစ်စည်းတော့မယ်သဘုတ်လေးလေးတွေစသဖြင့်ပြောတော့မယ်ဒီတရားတွေကိုလည်းမထားရဘူးဒီတရားတွေအဲ့ဒါမစ္စရိယတွေရှိနေတယ်ဆိုရင်ဒီအဖွဲ့အစည်းကနော်မသိမမြတ်ဖြစ်တတ်တယ်ဒါကြောင့်ရှင်းကလူကြီးတွေကဘာပြောလဲဆိုတော့ပစ္စည်းမတူဝင်မလို့ခင်ပြိုကြီးွားကြောင်းဆိုပြီးဒီလိုပြောခဲ့တယ်နော်အဲ့ဒါမစ္စရိယတရားတွေကိုလည်းမထားကြနဲ့မာယာနဲ့တာထေယနော်အဲ့တာထေယဆိုတာကဘာလဲဆိုလို့ရှိရင်ရုပ်မှာအောက်တန်းကြတဲ့အလူဆန္ဒတွေမှန်လို့တာကိုတာထေယလို့ခေါ်တယ်အဲ့ဒါပေါ့နော်ဘာလဲနော်သူတော်ကောင်းရောက်ဆောင်အရေးချင်းရှိအောင်ဆောင်ဟန်ဆောင်တာကဘာလို့တာထေယလို့ခေါ်တယ်သူတော်ကောင်းမဟုတ်ဘူးလို့တော့သူတော်ကောင်းလို့ထင်ထားခြင်းတယ်အင်းရှင်းမရှိဘူးအင်းရှင်းရှိတယ်လို့ထင်ထားခြင်းတယ်အဲ့ဒီစိတ်နဲ့စိတ်ထားတွေကမရှိတာဟုတ်လားရှိတယ်မတတ်တဲ့တက်ချောင်းဆောင်တယ်သူတော်ကောင်းကိုဘုန်းနဲ့သူတော်ကောင်းရောက်ဆောင်တယ်တတိယအလိမ်ပေါ်သွားရင်ပူပြီးတော့အထင်သေးသွားတယ်ပြစ်တာကြီးပြတ်သွားဒါကြောင့်မို့ဟန်ဆောင်တာလို့လည်းမလုပ်ရဘူးတဲ့တာထေယနောက်တစ်ခုကျတော့မာယာနော်မာယာဆိုတာကမျက်လက်လို့ပြောတာရှိတယ်မျက်လက်တဲ့စားတယ်အပြစ်တွေလုပ်ထားတယ်အပြစ်ကင်းတယ်လို့အထင်ခံရင်အဲ့ဒီပုဂ္ဂိုလ်တွေကမရှိဘူးလားရှိတယ်အပြစ်တွေကြီးကြီးမားမားကိုလုပ်တာဒါပေမဲ့အပြစ်ကင်းတဲ့အောင်ဆောင်နေတယ်ခုနကကြတော့အရေးရှိမရှိတာကိုရှိအောင်ဆောင်တယ်ခုကြတော့အပြစ်ရှိတာကိုမရှိအောင်ဆောင်နေတယ်မာယာတာထေယကောက်ကျစ်တယ်ဆင်းရဲတယ်ခေါ်တယ်ဒီစိတ်နေစိတ်ထားတွေရှိမယ်ဆိုရင်လည်းအဖွဲ့အစည်းကလက်မနဲ့ဖြစ်တယ်နော်နာမနေတံဝီလုံးမာနိကတကတနိသူများတွေကိုလိုက်ဝေဖန်နေတာမလုပ်တဲ့သားတွေကိုလုပ်နေတယ်လုပ်တဲ့သားတွေကိုမလုပ်ဘူးဒီလိုမျိုးဝေဖန်နေတဲ့အစားတဲ့အတ္တသောအဝကိယပုဂ္ဂိုလ်ကိုပဲစစ်စစ်ကြည့်ပုဂ္ဂိုလ်ကိုပဲကြည့်လိုက်ကတနိစ္စအကတနိစ္စဘာဒီလုပ်နေလုပ်နိုင်တာတွေလုပ်နေလားမလုပ်တဲ့သားတွေလုပ်နေလားပုဂ္ဂိုလ်ကိုစစ်စစ်တာဝေဖန်တာကကိုယ်တွေကိုအကျိုးအများဘူးလားများလေဒါကြောင့်မို့လို့ဒီမာယာတာတရားဆိုတဲ့ကောက်ကျစ်စင်းတဲ့သူတော်ရောင်အောင်ဆောင်းတာတွေရှင်းရှင်းအောင်ဆောင်းတာတွေမိမိအဖြစ်ကိုပုံကွယ်ဖို့ကြိုးစားတာတွေကလည်းအဖွဲ့အစည်းမှာမသိမြတ်ဖြစ်ခြင်းရဲ့အကြောင်းဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားရှင်ကဟောကြားခဲ့တယ်နော်ပါပိသောဟောတိမိစ္ဆာဒိဋ္ဌိပါပိစ္ဆပါပအိစ္ဆအလိုဆုံးပါပဆိုတာရုပ်မာတဲ့အိစ္ဆအလိုစိုးတွေရုပ်မာဖို့အလိုစိုးတွေပြောတယ်နော်ဒီလိုမျိုးလားရုပ်မာအောက်တန်းကြတဲ့အလိုဆန္ဒတွေလွှမ်းမိုးနေရင်လည်းဒီဖွဲ့စည်းပြီးမသိမမြတ်ဖြစ်တတ်တယ်နောက်တစ်ခုကြတော့မိစ္ဆာဒိဋ္ဌိမှန်မှန်ကန်တဲ့အမြင်တစ်ခုကိုစုပ်ကိုင်ထားတယ်နော်တချို့ပုဂ္ဂိုလ်တွေအမြင်မှန်မှန်ဘူးမှားနေတဲ့အဲ့ဒီအယူဆတွေကိုမပြင်းဘူးဘာလို့တော့စုပ်ကိုင်ထားတယ်ဒီပုဂ္ဂိုလ်မရှိဘူးလားအားရဆိုတဲ့ဖွဲ့စည်းကမသိမမြတ်ဖြစ်တတ်တယ်နောက်ဆုံးတစ်တွဲကြတော့တန်ဒိဋ္ဌိပရာမာတိဒုပ္ပတိတိတ်တကြီးကိုယ်အမြင်ကိုအသေးဆုံးနိုင်ပါလားနော်။အားယူဆပဲမှန်တယ်တည်ယူတယ်ပေါ့နော်။ခေါင်းပါလေဒီလိုပုဂ္ဂိုလ်စွန့်လို့ဖို့ခက်ခဲတယ်အဲ့ဒီလိုမျိုးဟလားကိုကြိုက်တာကိုလုပ်မယ်အဖွဲ့အစည်းနဲ့ညီညွတ်ဖြစ်အောင်ညီနိုင်တိုင်ပင်ရေးမရှိဘူးကိုအယူသာမှန်တယ်ကိုအမြင်ကိုအသေးဆုံးနိုင်တာပြီးတော့တည်ယူတဲ့ပုဂ္ဂိုလ်တွေရှိရင်လည်းဒီအဖွဲ့အစည်းကမသိမမြတ်မဖြစ်တယ်လားဖြစ်တယ်ဒီလိုပုဂ္ဂိုလ်တွေရှိပြီနော်မြတ်စွာဘုရားကဒုက္ခလို့ပြောတာကိုပြဿနာလို့ပြောတာကိုအဲ့ပြဿနာသိတယ်လို့ဒုက္ခကိုလည်းသိတယ်လို့ဒုက္ခဖြစ်ကြောင်းကိုလည်းမသိဘူးလားဒုက္ခလွတ်မြောက်ရအောင်လို့ပြောရဒုက္ခလွတ်မြောက်တဲ့နည်းလမ်းကိုလည်းမသိဘူးလားမြတ်စွာဘုရားကစီးစရာနဲ့တူတယ်ကိုကဆင်းတော့ဖို့လို့မြတ်စွာဘုရားကစေးပြီးနေတယ်တရားအမြတ်စေးကိုကအတော်သုံးဖို့မလိုဘူးလားလူတယ်ဘာလို့ကြောက်မလဲအဲ့ဒီဝိဝါဒမူလတွေကပြဿနာကမသိမမြတ်ဖြစ်တာအစင်မပြေရဒါက
ကပြဿနာအဲ့တော့ပြဿနာချင်းချောင်းဒီဝိမာနမူလလေး6ပါးဒါဆိုရင်မလုပ်ကြလဲဆိုတော့ဘဟုမကာရဘိက္ခဝေပစ္စဝခဏကုသလေတုဓမ္မေတုတဲ့အဖန်ဖန်သုံးသက်ဆင်ခြင်မှာပစ္စဝခဏလို့ခေါ်တယ်နော်ပါဠိလိုပစ္စဝခဏမြန်မာလိုကြတော့အဖန်ဖန်သုံးသက်ဆင်ခြင်မှာတဲ့မြတ်စွာဘုရားကဒီလိုပြောခဲ့အဲ့တော့တတိပဌာန်မှာစိတ်ဓာတုပတ္တနာလို့ပြောတယ်စိတ်ကိုရှုတာပေါ့နော်ဒီလိုသိဖို့အတွက်စိတ်ဓာတုပတ္တနာလို့လုပ်စရာမလိုဘူးကိုယ့်ကိုယ်ကိုဆင်ခြင်လိုက်ခုနကတရား6ပါးငါသည်စိတ်တို့တတ်သလားထိက္ခဏရှိစိတ်တို့တတ်သလားဉာဏ်ရုပ်ဖွဲ့တတ်သလားယေရှုတရားတွေကိုအခြေဖြတ်တတ်သလားနော်တပည့်သားရဲ့အရေးချင်းတွေကိုအတိအမှန်မပြုဘဲနေတတ်သလားမနာလိုဝင်လိုတာတွေရှိနေသလားဖြေထွက်လိုက်ရင်ကိုယ်စီမှာတစ်ခုရှင်းရှိမယ်တစ်ခုရှင်းရှိမယ်အားလုံးလည်းရှိနေတယ်အဲ့လိုရှိနေပြီဆိုရင်ဒါတွေကိုဖယ်ရှားပြရမယ်မြတ်စွာဘုရားကတမ္မပဒ၄ပါးဆိုပြီးဟောခဲ့တယ်နော်တမ္မာဒိတမ္မာဝါယာမနော်အဲ့တော့အဲ့ဒါတွေကဘာလဲဆိုလို့ရှိရင်အစိုးတရားတွေကိုကိုယ်တန်တန်မှာမဖြစ်အောင်စောင့်စည်းဖို့ကြိုးစားပါဟာကောင်းတဲ့တရားတွေကတန်တန်မှာမဖြစ်အောင်စောင့်စည်းရမယ်စောင့်စည်းရတာနဲ့ဟိုကပုထုဇဉ်ဖြစ်တဲ့အတွက်စောင့်စည်းရတာနဲ့ဖြစ်လာပြီဆိုရင်ဖယ်ရှားနိုင်အောင်ကြိုးစားရမယ်ပါဠိလိုကျတော့တန်ဝရပဟာနာကဲပါဠိစကားလုံးလေးရအောင်ဘာလဲတန်ဝရစောင့်စည်းပါတဲ့အကုသိုလ်တရားတွေမဖြစ်အောင်စောင့်စည်းမယ်စောင့်စည်းရတဲ့ဖြစ်လာပြီဆိုလို့ရှိရင်ဖယ်ရှားမယ်ဥပမာပြောမယ်ဆိုလို့ရှိရင်ရှေ့မကဲအောင်ရှင်းအောင်ထောင်းလားရှင်းမဝင်အောင်ဒါစောင့်စည်းတာတာဝရလို့ခေါ်တယ်ရှင်းအောင်ထောင်းနေကြတဲ့ရှင်းအောင်လေးကိုရှင်းအောင်မဝင်နိုင်ဘူးလားရှင်းဝင်တော့ရှင်းကိုထုတ်မပြရဘူးလားဒါဖယ်ရှားတယ်တာဝရပဟာနဒီလိုပြောတယ်အကုသိုလ်တရားတွေဖြစ်အောင်ကြိုးစားရမယ်ကြိုးစားရမယ်ပိတ်ဆို့ထားရမယ်မတတ်နိုင်လို့ဖြစ်လာပြီဆိုတော့ကြာမထားဘူးငါစိတ်ကူလည်းမထားဘူးစသဖြင့်နော်အဲ့တော့မကောင်းတဲ့ဘက်မှာနှစ်မျိုးကောင်းတဲ့ဘက်မှာကျတော့ကောင်းတဲ့စိတ်ဆန္ဒတွေမဖြစ်သေးဘူးဆိုရင်ဖြစ်အောင်ကြိုးစားဖြစ်ပြီဆိုရင်လည်းတိုးမောအောင်ကြိုးစားအနုပ္ပန္နာနံကုသလာနံဥပ္ပါဒါယဝါယောဥပ္ပန္နာနံကုသလာနံဘိယောဘာဝါယဝါယောဒီလိုမျိုးသမတ်ပဏတရားလေးပါလို့ဟောခဲ့အဲ့နောက်တစ်ခုကျတော့မြတ်စွာဘုရားရှင်ကဒီဝိဝါဒမူလတရား6ပါးမဖြစ်အောင်ခန္ဓာကြီးတစ်ပွဲတရားရည်ရှိသေးတယ်နော်ခန္ဓာကြီးတစ်ပွဲတရားကတော့တခြားမဟုတ်ဘူးအလုံးပဲအရေးကြီးကြီးကြားမှတာပဲဓမ္မဝိဟာရတရားလို့ခေါ်တယ်ဘာတွေလဲဆိုလို့ရှိရင်မေတ္တာကရုဏာမုဒိတာဥပေက္ခာဒီတရားလေးပါပြောပြီးတရားလေးနေနော်ဓမ္မဝိဟာရတရားလေးပါဓမ္မဆိုတာကဓမ္မာတွေဝိဟာရဆိုတာကနေထိုင်တာဓမ္မာတို့ရဲ့နေထိုင်ခြင်းတခါတည်းကတော့မြင့်မြတ်သောနေထိုင်ခြင်းမြင့်မြတ်သူတို့ရဲ့နေထိုင်ခြင်းဓမ္မာကဲ့သို့မြင့်မြတ်သောသူတို့ရဲ့နေထိုင်ခြင်းဓမ္မဝိဟာရတရားပဲပါတယ်နော်အဲ့ဒါကဘာလဲနော်ဒီမှာဖြစ်တဲ့တရားမျိုးလည်းပြောတယ်အလူတကာမကြီးတော်အေးဆန်းကိုယ့်ရဲ့သားသမီးတွေကိုကြီးပွားစေခြင်းနဲ့ပညာနဲ့ဖြစ်စေခြင်းနဲ့ကျမ်းကျမ်းမာဖြစ်စေခြင်းနဲ့ဒါကဘာလဲဆိုရင်မေတ္တာအကယ်၍မကျမ်းမာဘူးစင်မပြေဘူးဆိုလို့ရှိရင်နော်ကုညီခြင်းနဲ့ဒီဒုက္ခတွေကမှလုံရောက်စေခြင်းနဲ့ဖေးမှခြင်းနဲ့ဆိုရင်ဒါကတော့ကရုဏာစင်ပြင်းနေတဲ့ပညာနဲ့ဖြစ်သွားပြီကျမ်းကျမ်းမာဖြစ်သွားပြီစီးပွားရေးနဲ့စင်မပြေဘူးဆိုရင်လည်းမဖြစ်တော့ဒီဘုရားဖြစ်တယ်သူ့နေရာနဲ့သူနော်ကိုကြောင့်ကိုရည်တည်သွားတယ်ပညာလည်းဖြစ်သွားပြီစီးပွားရေးဆင်ပြေသွားပြီဥပေက္ခဒါမိဘလည်းအတန်တန်မှမဖြစ်ဘူးလားအဲ့ဒီမာတာရဲ့အခါမိခင်ကဲ့သို့ဓမ္မအားလုံးအပေါ်မှာဒီဓမ္မဝိဟာရတရားကိုခန္ဓာကြီးတွေကိုအခိုင်အမာတိဆောက်ထားမယ်ဆိုလို့ရှိရင်ခုနကပြောတဲ့ဝိဝါဒမူလတွေကိုယ်တန်တန်မှာရောက်လာနိုင်ပါဦးမလားမရောက်လာနိုင်ဘူးသေယဝိဝါဒတိရှင်
ဝေငါပါ၏ဖျားသေလေးသောသူရှိသောဒီကြီးပေတော်ပြုတော်သောတော်၏တရားနာဒီဝါစေသာဒီစေသာလာဓမ္မပလီနဲ့မြမှာတရားဟောတဲ့ခေတံကရှင်ဝတ္တုံတရေတသက်ပြုလို့ရည်စက်ချလို့အမျှဝေခဲ့ပြီအောင်တပြေငွေခရုနဲ့ဇေတုသွင်းကအောင်ပန်းတွေနဲ့ဆင်းအောင်မြင်နေလို့တရားလူပွဲကြီးအောင်မြင်ပါပြီအောင်မင်္ဂလာဓမ္မပလီနဲ့မှာတရားဟောတဲ့ထေတံကရှင်ဝတ္တုံလေးတသက်ပြုလို့ရည်စက်ချလို့အမျှဝေခဲ့ပြီအောင်တပြေငွေခရုနဲ့ဇေတုသွင်းကအောင်ပန်းတွေနဲ့ဆင်းအောင်မြင်နေလို့တရားလူပွဲကြီးအောင်မြင်ပါပြီဆောင်ညုံပြဓမ္မကတိကဆရာတော်အရှင်ထေရဝါဒဗုဒ္ဓဘာသာသာသနာတော်အတွက်ပင်နေလေဟာတရားဟောပြပါစဉ်ဆရာတော်ချင်းချနေရအောင်မြင်နေလို့ထွက်ပေါ်လာပြီရှင်လူမတို့ရည်စက်ချလို့တရားပြီးတိရွှေမိုးတွေငွေမိုးတွေရတနာမိုးတွေရွာသွန်းပြလို့စေဓမ္မတကူပါရှင်အစတိုးကသင်ရန်ပါတော့ရှင်သမီးနေတထားစိန်စုမိုးတောင်းမြည်အောင်စီအောင်မောင်းတီးလို့တရားသူပွဲကြီး